ရောဘရင်ရဲ့အိမ်မက်ရောသက်ကိုမောင်းတဲ့အကိုတွေကမိတန်ကုန်သည်တွေထံရောသက်ကိုရောင်းစားခဲ့တယ်။အီဂျစ်မှာရောင်းစားခံရတဲ့ရောသက်ကဖာရောဘရင်ရဲ့အမက်ပေါတိဖာရဲ့ကျွန်ဖြစ်ခဲ့တယ်။ကုန်သည်တွေကရောသက်ကိုအီဂျစ်နိုင်ငံရဲ့မူးမတ်အိမ်မှာရောင်းစားခဲ့ပါတယ်။ရောသက်ကကျွန်အဖြစ်အသက်ရှင်ခဲ့ရပေမဲ့ဘုရားသခင်ကိုယုံကြည်ပြီးချွေးထွက်တဲ့အထိအလုပ်လုပ်ခဲ့ပါတယ်။ကြည်ကောင်းတဲ့ရောသက်ကိုမူးမတ်ရဲ့ဇနီးကကြိုက်ခဲ့တယ်။မူးမတ်ရဲ့ဇနီးကနေတိုင်းကြိုက်တယ်လို့ရောသက်ကိုပြောခဲ့တယ်။ရောသက်ကမူးမတ်ရဲ့ဇနီးကိုပြောတယ်။သခင်ကကျွန်တော်ကိုလှည့်ကြည့်စရာမလိုအောင်ယုံကြည်ထားလို့သူ့ကိုဘလို့သစ္စာဖောက်နိုင်မှာလဲ။တရက်မှာမူးမတ်ရဲ့ဇနီးကရောသက်ရဲ့ဝိယုံအစွန်းကိုဖမ်းကင်လိုက်တယ်။ရောသက်ကထွက်ပြေးခဲ့တယ်။ဒါကြောင့်မူးမတ်ရဲ့ဇနီးကကျိုးနေစီကိုအော်ပြီးပြောခဲ့တယ်။ရောသက်ကငါရဲ့အခန်းထဲဝင်လာပြီးအဝတ်တွေကိုချွတ်ပြီးထွက်ပြေးသွားတယ်။မူးမတ်ရဲ့ဇနီးကယောက်ျားကိုလိန်ပြောခဲ့တယ်။မူးမတ်ကအယံဒေါသထွက်ပြီးရောသက်ကိုချက်ချင်းထောင်ထဲထည့်လိုက်တယ်။ဒါပေမဲ့ရောသက်ကိုဖျားသခင်ကကူညီမယ်ဆိုတာကျင်းသည်ယုံကြည်တယ်။ရောသက်ကထောင်ထဲမှာအဖမ်းခံထားရတဲ့လူတွေနဲ့တငယ်ချင်းအဖြစ်နေထိုင်ခဲ့တယ်။သူတို့တွေထဲမှာဖာရောဘရင်ကိုအယံညှဲ့ပေးတဲ့သူလည်းပါရှိပါတယ်။ဖာရောဘရင်ဆိုတာအီဂျစ်နိုင်ငံရဲ့ဘရင်ပဲဖြစ်ပါတယ်။အယံငဲ့တဲ့သူကရောသက်ကိုပြောတယ်။မနေ့ကအိမ်မက်ထဲမှာငါကစပည့်ရီကိုပြုတ်လုပ်ပြီးဘရင်ကိုဆက်တာခဲ့တယ်။ဒီဟာကဘလို့အိမ်မက်မျိုးပါလဲ။ရောသက်ကပြန်ဖြေခဲ့တယ်။အဲ့ဒီအိမ်မက်ကဖာရောဘရင်ကမင်းကိုအခွင့်အရေးပြန်ပေးမယ်ဆိုတဲ့အတိတ်ပဲ။နောက်မှလွတ်မြောက်သွားရင်ကျွန်တော်ကိုကူညီပါအောင်။ရဲ့အနှဲငယ်အကြားမှာဖလားတော်ဝင်ကရောသက်ပြောတဲ့အတိုင်းထောင်ကနေလွတ်မြောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီဝန်အမက်ကရောသက်ကိုလုံးဝမေ့သွားခဲ့ပါတယ်။တညမှာဖာရောဘရင်ကထူးဆန်းတဲ့အိမ်မက်မှတ်တယ်။ဝါးတဲ့နွား9ကောင်နဲ့ပိန်တဲ့နွား9ကောင်ရှိတယ်။ပိန်တဲ့နွားတွေကဝါးတဲ့နွားတွေအားလုံးကိုစားပစ်လိုက်တယ်။ပြီးတော့ကောင်းတဲ့စပယ်နဲ့9ခုနဲ့မကောင်းတဲ့စပယ်နဲ့9ခုရှိတယ်။ဒါပေမဲ့မကောင်းတဲ့စပယ်နံတွေကကောင်းတဲ့စပယ်နံတွေကိုဝါးစားလိုက်တယ်။ဖာရောဘရင်ကအိမ်မက်ကိုရှင်းပြနိုင်တဲ့သူကိုရှာဖွေခဲ့တယ်။ဒါပေမဲ့ဘသူမှအိမ်မက်ရဲ့အထိပ္ပယ်ကိုမရှာနိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာဖာရောဘရင်ရဲ့ဖလားတော်ဝန်ကရောသက်ကိုတတိယသွားတယ်။ဖာရောဘရင်ကရောသက်ကိုခေါ်ခိုင်းလိုက်တယ်။လာမဲ့9နှစ်အတွင်းမှာကောက်ပဲသီးနှံပေါ်များမယ်။ဒါပေမဲ့နောက်ထပ်9နှစ်မှာတော့မိုးခေါင်ပြီးအစာခေါင်းပါလိမ့်မယ်လို့ရောသက်ကပြောခဲ့တယ်။ဖာရောဘရင်ကရောသက်ကိုသဘောကျခဲ့တယ်။မင်းကိုအီဂျစ်ရဲ့ဘရင်ခံအဖြစ်ရွေးချယ်မယ်။ရောသက်ကအီဂျစ်နိုင်ငံရဲ့ဘရင်ခံဖြစ်လာခဲ့ပါတယ်။တကယ်အလိုကြိုးစားတဲ့သူအဖြစ်သတ်မှတ်ခံရတဲ့ရောသက်အဖေယာကိုရဲ့အချစ်တော်ဖြစ်တဲ့ရောသက်ကအီဂျစ်နိုင်ငံမှာကျွမ်းအဖြစ်အကိုရီရဲ့ရောင်းစားခြင်းကိုခံလိုက်ရပါတယ်။ဒီလိုမျိုးစိတ်ညစ်စရာတွေများတဲ့အခါလူတွေကလွယ်လွယ်နဲ့လက်လျှော့တတ်ကြပါတယ်။ဒါပေမဲ့ရောသက်ကကိုဘဝကိုဝမ်းနည်းနေတာထက်ကြာရနေရမှာစူးစမ်းအလုပ်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာရောသက်ပြုစုတဲ့သခင်ကအီဂျစ်နိုင်ငံရဲ့မူးမတ်ဖြစ်တဲ့ပေါတိဖာပဲဖြစ်ပါတယ်။ပေါတိဖာကတကယ်ညံကောင်းတဲ့ရောသက်ကိုသဘောကျခဲ့ပါတယ်။